ဒီနေ့ပိုင်းမှာတော့နာဂူမာတယောက်ဂျောက်တက်ကနေအပေါ်ကိုပြတ်တက်မဲ့လမ်းကိုရှာမတွေ့တာကြောင့်အောက်ထပ်ကိုပဲဆက်ပြီးရှင်းလာခဲ့လိုက်ပါလမ်းတစ်လျှောက်တွေ့သမျှမော်စတာတွေကိုအမဲလိုက်တက်ဖြတ်စားတတ်တော့လဲ level တွေကထပ်မတက်လာတာကြောင့်အချက်ရနေခဲ့ပြီးမောင်နှမပဲတယောက်တည်းရှေ့ဆက်ရှောက်နေခဲ့ပါဂျောက်ကနဲ့လာတာနဲ့အမျှတအားမှုန်လာတာကြောင့်တရိတ်ကြောက်မိအိမ်ကိုတုံးလိုက်တဲ့အချိန်မော်စတာအိမ်မှာတကောင်နဲ့တွေ့ပြီးရုတ်တရက်မျက်လုံးကနေအလင်းရောင်တွေထွက်လာကတရင်ကြောက်မိအိမ်လည်းမိမေကအလင်းရောင်တွေပြောက်ကွက်သွားခဲ့ပါနောက်ပြီးသူ့ရဲ့ဘက်လက်ကပါကြောက်ဖြစ်ပြောင်းနေတာကြောင့်မြင်းမြရည်စင်ကိုတုံးကပူတလိုက်ပြီးမော်စတာအိမ်မြောက်ကိုလိုက်ဖို့တလုံးတန်းနဲ့အကွက်ပြကမဲထန်ကဆရာကြတဲ့ကွာလို့ပြောပြီးဆောက်ကွက်တက်ကိုဒေါ်နာရဲ့အနံလေးပေးပြီးဆုံးသက်ပြစ်လိုက်ပါတစ်ဖက်မှာတော့ဘရင်နဲ့စစ်ကော်ခိုင်ရနဲ့သူရဲကောက်တွေဟာဝင်ကဘာထဲမှာဖြစ်ပျက်ခဲ့တဲ့ကိစ္စကိုဆွေးနွေးနေခဲ့ကြပြီးတိုင်းပြည်မှာလက်စစ်ကော်ခိုင်ရနဲ့သူရဲကောက်တွေကတယောက်ဟာတိတ်ဆုပ်သွားပြီဆိုတဲ့သတင်းဟာပြန့်နှံ့နေတာကြောင့်ဘရင်ကပြောပြနေခဲ့ပါနောက်ပြီးဒီကိစ္စကိုရင်ကုန်နှုတ်ပိတ်နေကြဖို့နဲ့အစမဖော်ကြတော့ဖို့ပြောရင်စစ်ကော်ခိုင်ရသူတွေကိုဘရင်ကသဘောတူညီမှုရယူလိုက်ပါခေါရီကတော့စိတ်တန်ရတဲ့ရကအေးရတဲ့ပုံပုံလဲနေခဲ့ပြီးရှိရာစာကြီးလက်မတော်တဆမှုဖြစ်ခဲ့တဲ့နေ့ကကြောင့်တွေ့ရသူရဲ့ဆွမ်းဆက်ရည်ကိုအားမလို့အားမရဖြစ်ကဆက်ပြီးလေ့ကျင့်နေခဲ့ပါလေ့ကျင့်နေတဲ့နေရာနီနာမဟီယာမှာတရားနာကုမှာပေါ်လောက်ခမိတဲ့ကိစ္စတွေတဲ့အုံမလို့အုံမပဲတယောက်တည်းပြရခန့်နေတာကိုရှိရာစာကြီးတရားတွေ့လဲရပြီးနာကုမှာကြောက်တဲ့ပြကြသွားတာဟာဟီယာမှာလက်ချက်များဖြစ်နေမလားဆိုပြီးတော့တန်တရားဝင်နေခဲ့ပါဒီလိုနဲ့ခေါရီရှိရာခန့်နဲ့ဝလာခဲ့ပြီးခဏကြာတော့ခေါရီတဲ့နိုးလာခဲ့ပါရှိရာစာကြီးလည်းအိပ်ပျော်နေတာ9ရက်ရှိပြီလို့ပြောလိုက်တဲ့အချိန်ခေါရီလည်းနာကုမှာဟာသူ့ကြောက်တဲ့ပြကြတာဖြစ်ကြောက်ပြောကဝမ်းနဲ့နေခဲ့ပြီးနာဂူမသိသေးဘူးလို့ဆိုကအော်ပြောနေခဲ့ပါတစ်ဖက်မှာလည်းနာဂူမာတယောက်မော်စတာတွေနဲ့ရေဆိုင်တိုက်ခိုင်ရင်ကြောက်ရဲ့အဆုတ်တီကိုဆင်းနေခဲ့ပြီးအခုဆိုသူပြုတ်ကျခဲ့တဲ့နေရာကနေအောက်အထက်50ကိုရောက်ရှိနေခဲ့ပြီးပဲဖြစ်ပါတယ်ဒီလိုနဲ့ဘလူးရုပ်စုကြီးနှစ်ခုစောက်ကျနေတဲ့တကားပေါက်ကြီးတစ်ခုရှိကိုရောက်ရှိလာခဲ့ပြီးတကားရဲ့မျက်နှာပြင်မှာလည်းနာဂူမာတစ်ခါမှမမြင်ဘူးတဲ့လော့ပုံစံအကွက်တွေကိုတွေ့လိုက်ရပါနာဂူမာလည်းချွေချွေဝေးဝေးစဉ်းစားမနေတော့ပဲသူ့ရဲ့တံပြောင်းချင်းစွမ်းကိုတုပ်ပြီးတကားကိုဖွင့်ကြည့်လိုက်တဲ့အချိန်ဘေးကဘလူးရုပ်စုကြီးနှစ်ခုကတက်ဝင်လာခဲ့ပြီးနာဂူမာကိုစတင်တိုက်ခိုက်ကြပါတော့တယ်ပထမဆုံးဘလူးကြီးတကောင်ကိုတော့ခဏလေးနဲ့တတရရပဲနာဂူမာတည်းဖေရှင်းနိုင်ခဲ့ပြီးကျတဲ့နောက်တစ်ကောက်ကိုကြသိမလွယ်ကူနေခဲ့ပါဘူး။နောက်ပြီးဘလူးကြီးတွေဟာဒီတကားကြီးကိုပဲကောက်ွယ်ပေးနေကြပြီးတကားနဲ့ဝေးရကိုရောက်တဲ့အခါနာကူမာကိုလည်းပြီးမတိုက်ခိုက်တော့ပဲတကားနာမှာပဲကောက်ွယ်လုပ်ပြီးနေတာကြောင့်တကားရဲ့နောက်ဘက်မှာဘာမှရှိနေမလဲဆိုပြီးနာကူမာတရားစိတ်ဝင်စားသွားခဲ့ပါဒီလိုနဲ့ဘလူးကြီးကိုမြန်မြန်ဆန်ဆန်ပဲဒီကားစားဆောင်ပြီးထားကြကြရှင်းပြလိုက်ပါတော့နောက်ပြီးဘလူးကြီးတွေရဲ့ခန္ဓာကိုယ်ထဲကနေနီယောင်မနာလုံးလုံးကိုထုတ်ယူလိုက်ပြီးတကားရဲ့မျက်နှာပြင်ကိုထည့်လိုက်တဲ့အချိန်တကားကြီးဟာလည်းမော်ဆာဆာမဲ့ပွင့်လာခဲ့ပါနာကူမာလည်းအထက်ကိုတက်တက်ဝင်သွားခဲ့ပြီးကုဘတုံပဒရာရှိတဲ့တုံးရဲ့အလဲတက်မှာမစိုးတလောက်လေးရှိတဲ့ဆိုရင်မဲ့သာရှိတဲ့တွေ့ပစ္စည်းလေးကိုစပယ်ရွှေရလေးနဲ့အုပ်ရက်တာကလေးမလေးတယောက်ကိုတွေ့လဲရပါအဲ့ချိန်နာကူမာလည်းမော်စတာလာလူလာခွဲခြားမရဖြစ်နေခဲ့ပြီးမရှုပ်ချင်တာနဲ့သူ့ကိစ္စမဟုတ်ဘူးလို့တွေးပြီးအပြင်ကိုပြန်ထွက်မလို့နေတဲ့အချိန်ကလေးမလေးကလည်းသူ့ကိုကတ်တေးပေးဖို့နာကူမာကိုတောက်ဆိုလိုက်ပါတယ်နာကူမာလည်းဒီလိုနေရာကြောင်းနဲ့ကြီးမျိုးထဲမှာချစ်ပစ်ခံရတဲ့သူဟာတောင်းတိုင်လူမဟုတ်နိုင်ကြောင်းပြန်ပြောလိုက်ပြီးကတ်တေးပေးဖို့ကိုလည်းစိတ်ဝင်စားကြောင်းပြန်ပြောလိုက်ပါတယ်ကလေးမလေးကလည်းသူခုလိုဖြစ်ရတာဟာသူ့ပြင်းမဟုတ်ကြောင်းနောက်ပြီးသူဟာတစ္ဆာဖောက်ခံခဲ့ရတာဖြစ်ကြောင်းပြောလိုက်တဲ့အချိန်နာကူမာလည်းသူ့ဖြစ်ကိုပြန်သွင်းမိတာကကိုချင်းစာသားပြီးကလေးမလေးစီကိုအနိကသွားကြည့်လိုက်ပါတော့တယ်နောက်ပြီးဘလို့ဖြစ်ပြီးဒီနေရာကိုရောက်နေတာလဲမင်းကပါလဲလို့ပါထမေးလိုက်ပါတယ်ကလေးမလေးကလည်းသူဟာတော်ဝင်ဘရမျိုးနဲ့စားအားကြီးဗရတကောင်ဖြစ်ကြောင်းဒီလိုစားအားကြီးနေတာကြောင့်မျိုးနဲ့ဝင်တွေကမလိုလားတော့ပဲတပြစ်ဖို့ကြံစီခဲ့ကြပြီးသူ့ရဲ့ healing ဘိုင်းကတအားကောင်းနေတာကြောင့်ဘလို့တတ်မသေးပဲဖြစ်နေခဲ့ပါတယ်ဒါကြောင့်တက်လို့မရတဲ့ဆိုဒီနေရာမှာပဲချိတ်ပိတ်ထားခဲ့ကြပြီးအခုဆိုရင်နှစ်ပေါင်းများစွာရှိနေခဲ့ပြီးဖြစ်ကြောင်းနာဂူမာကိုရှင်းပြလိုက်ပါတယ်နာဂူမာလည်းကလေးမလေးပြောတာနားတော်ပြီးနောက်ကလေးဘေးဖို့ကိုဆိုပြချက်ချလိုက်ပြီးချိတ်ပိတ်ထားတဲ့ကုဘတုံးကြီးကိုသူ့ရဲ့တံပြောင်းချင်းစွမ်းနဲ့အဆောင်ကိုဖျက်ဆီးပြလိုက်ပါတော့တယ်ဒီလိုနဲ့ကလေးမလေးလည်းချစ်ပေးရကနေလွတ်လာခဲ့ပြီးကိုတိုးလုံးလေးနဲ့နာဂူမာရဲ့ဘေးမှာလဲကျနေခဲ့ပါနောက်ပြီးနာဂူမာရဲ့လက်လေးကိုကိုင်ကန်နေထနေကြပြောလိုက်ပြီးနာဂူမာကလည်းကလေးမလေးကိုနာမည်မေးလိုက်ပါတယ်ကလေးမလေးကလည်းအရင်ကနာမည်ကိုမတုံးချင်တော့ကြပြောပြီးနာဂူမာကိုနာမည်အစ်စ်ပေးဖို့ပြောလိုက်ပါတယ်နာဂူမာလည်းခဏစဉ်းစားလိုက်ပြီးကလေးမလေးကိုစတွေ့တဲ့ချိန်ကရေကဘာကလာမင်းကြီးကိုတတိယကြောင့်ပြောက US ဆိုတဲ့နာမည်လေးကိုပေးလိုက်ပါတယ်ကလေးမလေးကလည်းနာမည်လေးကိုသဘောကျနေခဲ့ပြီးနာဂူမာကိုပြေးဖက်လိုက်တဲ့အချိန်အပေါ်ကနေအမဲရချောင်းကြီးတွေပြုတ်ကျလာကနာဂူမာရဲ့နောက်ကျောကိုမှန်သားခဲ့ပြီးအဲ့နေရာမှာတင်နှစ်ယောက်စလုံးလဲကျသွားခဲ့ပါတယ်ဒါကတော့အိုတာကိုလေးကနေစောက်ကြရင်ဖြစ်တော့စီဇန်1အပိုင်း2ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ MIN ပါ